မိကွက်တစ်ကွက်ဝယ်မလို့နှုတ်ကြံကြရန်ကိုမသိဘူးဘာလဲလို့မေးလို့ကျွန်တော်ဒီဗီဒီယိုကနေဖြည့်ပေးလိုက်ပါတယ်ခင်ဗျာနှုတ်ကြံကြရန်မီဆိုတာဥပမာ40 60မြေမျိုးစားကနေ20 60ကြရန်ခွဲထွက်တဲ့မြေမျိုးစားမျိုးကြရန်တက်တန်းကုံဆုံးသွားတဲ့မြေမျိုးစားမျိုးကိုခေါ်ပါတယ်ဒါဆိုရင်ကိုစီသူရေနှုတ်ကြံကြရန်ကိုဝယ်လို့ရလားလို့ကျွန်တော်ကိုမေးခဲ့ရင်ဝယ်လို့ရပါတယ်ဘလို့ဝယ်လို့ရလာလဲဆိုတော့အကြောင်းကိုကျွန်တော်ပြောပြပြပါမယ်။ဆောင်ရွက်ရမယ်လုပ်ငန်းစဉ်များကတော့တစ်ဖက်တစ်ချမ်းကခွဲစိတ်ထားတဲ့မြေပုံမြေတိုင်းမြေပုံမြေတိုင်းအတီးပြုမြေပုံတွေကဘလူလက်ထဲမှာလဲတစ်ဖက်လူစီမှာဆိုရင်ငှားရမ်းရပါမယ်။အယောင်းမြေပုံကလွဲလို့ကျန်တဲ့မြေပုံတွေကိုတော့ကူးယူစရာမလိုတော့ပါဘူး။မိမိအနေဖြင့်မြေပုံကူးပြီးအခွန်ဆောင်ကရာပြတ်တံမိုးတင်ပြီးတော့အယောင်းအဝယ်စာချုပ်မူလအတိုင်းဆက်လက်လုပ်လို့ရပါတယ်ဒီလိုအချက်လက်တွေကိုဘယ်လိုသိနိုင်မလဲဆိုရင်မြို့နယ်စီပင်သားရရေးနေရာဌာနမှာတိတိကျကျသွားရောက်စုံစမ်းလို့ရပါတယ်ဒီလောက်ဆိုရင်တော့နှုတ်ကြံကြရန်နဲ့ပတ်သက်လို့တည်တင်တီးထိုက်တဲ့အကြောင်းအရာများသိပြီလို့ထင်ပါတယ်ကျွန်တော်ကတော့ Union House မှာအခမဲ့အိမ်ချမ်းမဲ့ WhatsApp ကုမ္ပဏီရဲ့ Data စီမံဖြစ်ပါတယ်ခင်ဗျာ